ညာတိုင်းအိယာမဝင်ခင်မှာအစီကံမလေးဟာကြက်ဥဆယ်လုံးကိုရင်ခွင်ထဲမှာပွေးထားခဲ့ရတဲ့ကြက်ဥတွေကွဲမသွားစေဖို့အတွက်သူမဟာညာတိုင်းကိုတတိကြီးကြီးထားပြီးအိတ်ဆက်ခဲ့ရတာပေါ့နောက်ရက်မနေ့စောစောရောက်တာနဲ့အဲ့ဒီကြက်ဥဆယ်လုံးကိုယူသွားပြီးနန်းတွင်းမိဖို့ချောင်းကိုပို့ကအိတ်ကရင်းမင်းကြီးအတွက်ကြက်ဥပေါင်းကြက်ဥကြော်နဲ့တခြားဟင်းပွဲမျိုးမျိုးကိုပြင်ဆင်ချက်ပြုတ်ကြတာပါဒါဟာအိတ်ကရင်းမင်းကြီးရဲ့ထူးဆန်းတဲ့ယောဂကိုပျောက်ကင်းစေနိုင်တယ်လို့လူတွေကပြောကြပါတယ်ဒါပေမဲ့တအောင်လောက်ကုသပြီးတဲ့နောက်မှာတော့အိတ်ကရင်းမင်းကြီးဟာမျိုးသမီးတစ်ယောက်ကိုထိမိယောဂကတက်တာမလာတဲ့အပြင်ပိုတောင်ဆိုးရွားလာခဲ့ပါသေးတယ်အိတ်ကရင်းမင်းကြီးကတော့သူဟာတစ်တလုံးတစ်ယောက်တည်းပဲဖြတ်တန်းသွားရတော့မယ်လို့ထင်နေခဲ့တာပါဒီနေ့မှာတော့သူဟာသူတောင်းစားတစ်ယောက်လိုဝစ်စင်ပြီးမျိုးတဲကိုလူမသိသူမသိလှုပ်ဝက်သွားရောက်ခဲ့တဲ့အထိပါပဲတိုက်ဆိုင်ပဲသူဟာအမတ်မင်းရှန်ကျူးကသူ့သမီးအတွက်လှုပ်ပေးနေတဲ့သူသမီးပန်းလုံးပြပွဲနာကနေဖြစ်သွားခဲ့မိတယ်သူလည်းစိတ်ဝင်စားသွားတာကြောင့်ဗာလဲဆိုတာသွားကြည့်မိလိုက်တယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲသမီးအကြီးဆုံးပြစ်လိုက်တဲ့ပန်းလုံးကိုသူကမတော်တဆဖမ်းမိသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအကွက်ချတတ်တဲ့ညီမဖြစ်သူကသူ့အမဟာသူတောင်းစားတစ်ယောက်နဲ့လက်ထပ်ရတော့မယ်ဆိုတာကိုမြင်ပြီးချက်ချင်းပဲလောင်ပြောင်းသွားတော့တယ်အဲ့ဒီစုပ်ပြတ်တက်နေတဲ့သူတောင်းစားဟာတကယ်တော့ဧကရမင်းကြီးကိုယ်တိုင်ဖြစ်နေမှန်းသူမခများမသိရှာပါဘူးအရှင်မင်းကြီးသူတို့သမီးပန်းလုံးကအရှင်မင်းကြီးရဲ့လက်ထဲကိုဘယ်လိုလုပ်ပြီးရောက်သွားတာလဲဖေဟာအခုကျွန်တော်တို့ဘာဆက်လုပ်ရမလဲဒါကိုဒီတိုင်းပဲလွှင့်ပစ်လိုက်ရင်မကောင်းဘူးလားနန်းတော်ထဲကနေထွက်လာပြီးတာနဲ့ကျွန်တော်တို့ကတာမန်လူတွေပဲလေလူထုရဲ့ရိုးရာတလေးကိုကျွန်းအမဘာလို့ထွက်ပြေးနေတာလဲအဲ့ဒီသူတို့သမီးပန်းလုံးကိုအမကိုယ်တိုင်ပြစ်ခဲ့တာလေဘယ်သူမှလည်းအမကိုအတင်းအကျပ်မခိုင်းခဲ့ပါဘူးတကယ်ပဲတိတ်ခါမရှိလိုက်တာအမရွေးချယ်လိုက်တဲ့ညစ်ပတ်စုပ်ပြတ်နေတဲ့သူတောင်းစားကိုလည်းကြည့်ဦးအမကသူ့ကိုရှန်ကျူးမိသားစုရဲ့တမတ်ဖြစ်စေချင်တာလားဒါဟာတမိသားစုလုံးရဲ့တိတ်ခါကိုရှုံထဲဆွဲနှက်လိုက်တာပဲကျမရဲ့အရင်ဘဝတုန်းကတော့မူရုံးအိမ်တော်ထဲမှာခြေလန်းတိုင်းကိုရုန်းကန်ခဲ့ရတာပါကျမဟာရှန်ကျူးမိသားစုခုံတက်ဖို့အတွက်အသုံးချခံတဲ့ရုပ်လေးတရုံများတာဖြစ်ခဲ့ရတယ်အခုပြန်စဉ်းစားကြည့်ရင်တော့သူတောင်းစားတစ်ယောက်နဲ့လက်ထက်ရတာကပို့ပြီးတော့တောင်အေးချမ်းဦးမလားပဲသူတို့တမိပန်းလုံးပြစ်ပွဲရဲ့စီကံကရိုးရှင်းပါတယ်ဘသူပဲဖမ်းမိအဲ့ဒီလူကပဲသူတို့သားဖြစ်ရမယ်လေဒါကြောင့်ညီကသူ့ကိုလက်မထက်ချင်ရင်တောင်ကျမကတော့လိုလားလက်ထက်မှာပါကျမနာမည်ကရှန်ယွန်းချင်ပါရှင့်နာမည်ကဘယ်သူလဲကျွန်တော်နာမည်ကချီရန်ပါဒီနေ့ဒီနေရာမှာရှိနေတဲ့လူအားလုံးကတက်သေးပါပဲကျမရှန်ယွန်းချင်းဟာချီရန်နဲ့လက်ထပ်ဖို့သဘောတူပါတယ်မင်းကတကယ်ပဲငါ့ကိုလက်ထပ်ချင်တာလားတေးချတာပေါ့ရှင်ကကျမရဲ့တို့သမီးပန်းလုံးကိုဖမ်းမိထားပြီးပြီပဲဟာအခုမှတော့နောက်လိုက်ရပြီးနောက်ဆုတ်ချင်တယ်လို့မပြောပါနဲ့တော့အဲ့ဒီလိုမဟုတ်ပါဘူးကျွန်တော်မှဘာတစ်ခုမှမရှိလို့ပါပဲမင်းတန်ငါကိုလက်ထပ်ရင်နေစရာအိမ်လည်းရှိမှာမဟုတ်တယ်လို့စားစရာလည်းရှိမှာမဟုတ်ဘူးမင်းကတကယ်ပဲလက်ထပ်ချင်သေးရဲ့လားကျမတို့နှစ်ယောက်စလုံးမှာလက်ချေဆုံးရှိတာပဲလေကျမတို့လိုချင်တာမှန်သမျှကိုကိုယ်တိုင်ပဲစူးစမ်းရှာဖွေလို့ရတာပဲကျမတို့သာအလုပ်စူးစမ်းမယ်ဆိုရင်အလုပ်တစ်ခုရှာဖို့နဲ့ဝိုင်းဖြည့်ရှင်းဖို့ကမဖြစ်နိုင်တာမဟုတ်ပါဘူးနန်းတော်တွေကလူတွေကတော့အကျိုးမြတ်အနေငယ်လေးအတွက်တောင်းပါမစိုးလုပ်ဝင်ကြတယ်ဒီလောက်ထိရောက်ရဲလွယ်တက်တဲ့သူမျိုးကိုငါတခါမှမတွေ့ဘူးခဲ့ဘူးနေ့လိုညစ်ပတ်ဆုပ်ပြတ်နေတဲ့သူတောင်းစားကများမင်းကတကယ်ပဲသူ့မကိုရတနာတပါလို့ထင်နေတာလားယွန်းကျင်နင်းတေချာပြန်စဉ်းစားလိုက်ရင်ပိုကောင်းမယ်နော်သူတောင်းစားတယောက်နဲ့လက်ထပ်တာဟာနင်းရဲ့အနာဂတ်ကိုကိုယ်တိုင်ဖျက်ဆီးလိုက်တာပဲအနာဂတ်ဆိုတာအဆင့်တန်းပုံမှာတိဆောက်ထားတာမဟုတ်ပါဘူးအဲ့ဒါကစိတ်နေသဘောထားနဲ့ကိုจิตတရားပုံမှာပဲတိဆောက်တာပါသူ့ရဲ့ဝတ်စားစင်ရင်မှုကရိုးရိုးရှင်းရှင်းလေးပဲဖြစ်ပါလိမ့်မယ်ဒါပေမဲ့သူကကျင်နာတက်ပြီးပေါင်းတင်ရလွယ်မဲ့ပုံပဲသူကအပြောအဆိုမှုအရလဲယဉ်ကျေးပြုမှလှပါတယ်သူကမဆိုးရတဲ့အိမ်အောင်ဖက်တယောက်ဖြစ်လာနိုင်တာပဲသူတို့သမီးပန်းလုံးပြပွဲရဲ့စီကံချက်တွေကိုလည်းတတ်မှတ်ထားပြီးသားဖြစ်နေပြီလေအမတ်မင်းရှန်အခုမှနောက်လိုက်ရပြီးနောက်ဆုတ်ချင်နေဆိုရင်တော့မှမရတော့ပါဘူးဟုတ်တာပေါ့အကယ်၍အမတ်မင်းကညင်းပယ်မယ်ဆိုရင်ရှန်မီသားစုရဲ့ဂုဏ်တိတ်ခါကိုလည်းထိခိုက်စေပါလိမ့်မယ်ညီကဒီလောက်တောင်အဆင့်တန်းနေတဲ့သူနဲ့လက်ထပ်ဖို့ဆုံးဖြတ်ထား